အခုမြင်နေရတဲ့ကျွန်တော်မြန်မာကတူကတော့တစ်သေးကလာကြမှာပြီးပဲကားပေါ်ကြမှာပြီးမယ်ဆိုပြီးတော့တင်ခေါ်လာပြီးလမ်းဘေးမှာချခဲ့ပါတယ်အခုလိုသွားရမရှိတဲ့အခုလိုလမ်းဘေးကမြောင်းထဲမှာရှေ့ရကြာနေထိုင်ခဲ့ပြီးတော့ကျွန်တော်တို့သွားရောက်ဒီနေ့ကယ်တင်ခဲ့ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ခြေလက်နဲ့ကားချမ်းကြားမှာတော့လူတယောက်ဒီမှာ၄-၅ ရက်6 ရက်ရှိနေပြီဒုက္ခရောက်နေတယ်9 ရက်လောက်ရှိပြီထမင်းမစားသေးတာတော့တောထဲကဒီဘက်ကမြောင်းတရားအောင်မှာညပိုင်းမီးဖိုးအိတ်နေရတယ်တော့ထမင်းမစားတယ်၄-၅ ရက်လောက်ရှိပြီကိုကြီးတောင်းလာတယ်အဲ့တော့ကျွန်တော်ဒီနေ့မှလာကယ်ဖြစ်တယ်လာကယ်တာမလို့လာခေါ်တာဒီမှာရှားနေတာခုထိမတွေ့သေးဘူးတော့ဒီနာကတရားကားဝင်လို့မရကားဟိုမှာထားပြီးတော့ကျွန်တော်တို့ကိုဒီကိုဝင်လာတယ်အခုထိမတွေ့သေးပါဘူးကျွန်တော်တို့ဒီသားပေါ်ကျွန်တော်တို့ရှားကြည့်ပါမယ်နော်ရှားကြည့်ဦးမယ်ကျွန်တော်တို့ဒုက္ခရောက်တယ်လို့တော့အခုချိန်ကြီးပြန်မလာဘူးကျွန်တော်ထားခဲ့ဟုတ်ရင်တော့တကယ်မကောင်းဘူးဗျာအခုအမဲနဲ့ကျွန်တော်မလေးစကားလည်းမတတ်ဘူးကဲကျွန်တော်တို့ငါကြီးလားဘယ်အောင်မှဆင်းနေရလဲဟုတ်လားလာတက်လာကြတော့ရလားတက်လို့ရလားအေးဆွဲတယ်ဟုတ်ပြီဒီမှာရောက်နေဘယ်နှစ်ရက်ရှိပြီလဲ10 ရက်ရှိပါပြီ10 ရက်ရှိသွားပြီဟုတ်ကဲ့10 ရက်ရှိသွားဘယ်ကနေဘယ်လိုရောက်လာဒီနေအောင်ကျွန်တော်ကတငယ်ချင်းကနေခေါ်လာကျွန်တော်မလေးစကားလည်းတတ်တာမဟုတ်ဘူးတငယ်ချင်းခေါ်ပြီးဒီမှာဟိုမှာတဖေးရှိမှာ3 လဝဲကိုပတ်စံတရားမှမပေးဘူးလမ်းကြရင်ပေးမယ်ဆိုပြီးတဖေးကခေါ်လာပြီးလမ်းမှာချခဲ့ပြီးတော့ဒီဘက်ကိုသူ့တငယ်ချင်းတို့နှစ်ယောက်လာတာနှစ်ယောက်တယောက်ကဒီမှာထားခဲ့ရလားဟုတ်ကဲ့နှစ်ယောက်ပထမအတူတူနေတာဟုတ်ကဲ့နေပြီးတော့ခင်ဗျားထားခဲ့ဘယ်နည်းရှိပြီလဲဒီမှာ10 ရက်ရှိပါပြီ10 ရက်ရှိပြီကိုထမင်းမစားတာဘယ်နည်းရှိသွားလဲ10 ရက်ရှိပါပြီဘယ်အခုဘယ်သွားတရားရှိလဲဘယ်မှာသွားတရားမရှိဘူးဘယ်မှာသွားတရားမရှိဘူးဘယ်မှာသွားတရားမရှိဘူးအကူတို့တငယ်ချင်းတယောက်ကနေပြီးတော့လမ်းကလေးထိုင်းလာကြီးရဲ့ကိုတို့ဖုန်းနံပါတ်ကိုလမ်းဆက်တာပေါ့အကူတို့လမ်းပြီးတော့မှကျွန်တော်အကူနဲ့လမ်းဆက်တယ်ကျွန်တော်လည်းဘာမှနားမလဲဒါလည်းညပိုင်းဆိုရင်ကြောက်ကကြောက်ညပိုင်းနဲ့ဒီမှာအေးတာဟိုအောင်မှာရေတွေပါရောတောက်ရလားဒီကမြောင်းနေရကြီးတယ်တော့မြောင်းနေရကြီးပဲတောက်တာဟိုကပြီးအမငယ်ပါနဲ့အခုဆိုရင်သူ10 ရက်လောက်ရှိပြီ2 ယောက်ပထမ2 ယောက်တယောက်ကထားတယ်4-5 ရက်ရှိပြီတမင်းလည်းမစားသေးဘူးဘိုက်စားနေပြီလားစားရဟုတ်လားဘိုက်စားနေပြီဟုတ်မြန်မာကြီးဘာမှနေရလဲမြန်မာပြည်ဘကူတိုင်းမှာဘကူတိုင်းပဲနေရလဲဘကူတိုင်းဖြူနေဖြူဟုတ်ကဲ့ဖြူမြို့နယ်ပဲရွာတော့ကနကွင်းဟုတ်ပြီကိုနဲ့လိုက်မယ်မလားဟုတ်ကဲ့လိုကက်ဲဟုတ်ပြီကျွန်တော်မလေးရှားမှာအခုဒုက္ခရောက်တဲ့သူတွေအများများနေတယ်နော်အလုပ်ရမရှိသွားကြလာကြတယ်အခုဆိုတောထဲတွေမှာထားခဲ့ကြလမ်းဘေးမှာချခဲ့ကြတယ်နော်ဟုတ်ပြီမလေးရှားရောက်တာဘယ်လောက်ကြာပြီလဲတနေ့နီးမှပဲရှိသေးရလားမြန်မာမိသားစုတွေရှိတယ်မလားဟုတ်ကဲ့ရှိတယ်ကဲဟုတ်ပြီဒါဆိုကျွန်တော်တို့နဲ့လိုက်ခဲ့နော်အဲ့ဒီပါပါလား